ဝင်နေရစားပြီနောက်နှစ်တည်းရတယ်ကောင်းမကောင်းတော်တော်မကောင်းဘူးနော်အားလည်းပြော ဟိုလေ Happy birthday နဲ့ Thank you ဟိုပြီးနေတာ နင်ကဝင်နေဘယ်လိုလုပ်တည်ရလဲငါမေ့နေရ အလုံးတူတူလုံးကြတဲ့သူရှိနေမယ်ဟာဘာခက်ခဲတာမှလည်းလေကကျေးဇူးနော် ပန်းစည်းလေးအောင်ထားလိုက်တာကိုလွင်ရလေနုံတော့ဒီလိုအလုပ်ရောက်ကိစ္စတွေစိတ်ဝင်စားတာမဟုတ်တဲ့ဟာသွားဒီပန်းစည်းလေးကိုလိုက်ပြီးတော့နုံတော့ကြိုက်တဲ့လက်ဆောင်တစ်ခုကိုပြန်ပြီးစီစဉ်လေးမယ်လေ ငါ့ကိုပေးရလက်ဆောင်ကြိုက်တယ်မကြိုက်ဘူးဆိုတော့ငါဆုံးဖြတ်ရမှာလေဒီကတော့ကြားရတယ်ဝင်ပြီးဆုံးဖြတ်နေတာလေ ငါအမင်းအတွက်ပြောတာပါနုံတို့ရဲ့ကိုလွင်ပေးတဲ့ပန်းစည်းလေးမိနစ်ပိုင်းတွင်အမှတ်300ရောက်မှာ2မျိုးလို့ငါကြားရဝင်စီစဉ်ပေးရလား နေပေးခြင်းနဲ့ဆိုလို့ရှိရင်လေကိုယ့်အကိုစီစဉ်ပြီးပေးနေတာပြန်ပေးလိုက်အခုပေးလိုက်ကောပေးလိုက် ညူနင်လက်ထက်ရောက်ပြီးသားပစ္စည်းကိုစိတ်ဝင်အောင်ထိလည်းထိ ငါပြန်ပေးရနော်သူ့ဘာသူပြီးသားမတက်နိုင်ဘူး သူကရန်တရားလို့လေ နေငါဝင်းနေဘူးမြောင်လားအောင်လေးအောင်တည်းဖြစ်တာမိုက်ပါ ငါလည်းတတိယပါ တတိယလည်းပြောသေးတယ် happy birthday လည်းပြောဘာလဲဆောင်မှာဘာသဘောလဲ ဟိုငါပေးတယ်လားမပေးတယ်လားအဲ့စဉ်းစားနေ နေရလေဟဲ့လက်ဆောင်မှာပေးတဲ့လားမပေးတဲ့လားစဉ်းစားနေရတယ် ဆရာကြီး ဟွာ တောင်းငါကြိုတွေပြတ် ငါ သွား လည်းမစဉ်းစားဘူးဘာမှမစဉ်းစားဘူး ငါနဲ့အဲ့ဒါကိုကြိုက်တာသိလားရှောင်းရှောင်းဖြစ်ပြီးအမြဲတမ်းမပွင့်တပွင့်နှုံတော့အာတာစိတ်ကိုမရှိတော့ပြီဘာမှလည်းမပြောတော့ငါလည်းရောက်ပြီသွားတော့ နေဘူး